ချိန်ဝေးဝါလေတာယာရှင်လာသင်အဝေးမှာဥပစ္စေဆရာတော်များပစီပြင်းမဲ့အမိသားရှမ်းတို့လိုက်နာရမယ်ရှမ်းတို့ချင်းဝင်ဩဝါဒကရာဟောကြားတာအမေလေးကြောင့်သီဝေဝမှာ